အားလုံးမင်္ဂလာပါရှင်။ Horror Story မြန်မာ Channel ကနေပြန်လည်ကြိုဆိုပါရရှင်။ဒီနေ့မှာပရိသတ်တွေနားဆင်ရမယ့်ဇာတ်လမ်းလေးကတော့စာရေးသူခါဦးနှုံးကိုရေးသားထားတဲ့တစီနင်းသောစပိန်ကလေးဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးကိုတော့ကျွန်မဆုလိုက်ရတင်ဆက်ပေးသွားမှာပါ။ဇာတ်လမ်းလေးမစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးနှိပ်သွားပေးဖို့မမေ့ပါနဲ့နော်။ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုအခုပဲစလိုက်ကြရအောင်ပါ။စပိန်ကဝယုံတုံးကနင်းသူကင်းမဲ့လျက်ပဲတလိပ်ပြီးတလိပ်ရွေလျားလို့နေတယ်ဖျားဖျားစပိန်ကိုတစီဝင်ပူးသွားတာပဲလားလမ်းချင်းလေးတစ်ဝိုက်ကနေခွေးလီခွေးလီအပေါင်းကလည်းတလိမ့်လိမ့်ရွေရှာပြေးလွှားနေတဲ့စပိန်လေးကိုစူးစူးဝါးဝါစိုက်ကြည့်လျက်ဆွဲမဲ့ဖွယ်ရကောင်းလောက်ထိုးဟောင်နေကြတယ်အခြေအနေနဲ့အဖြစ်ပြက်တွေကသွေးပြက်ချင်စရာကောင်းနေပေမဲ့ကြောက်လက်တုန်လုံးစိတ်တွေကြောင့်ဘာလို့ဘာခံရမယ်မသိပါပဲကျမလက်တွေကစပိန်လက်ကင်တွေကိုမြင်းမြဲစုပ်ကင်ထားမိနေစေကျမဘာလို့ရမလဲဒီဖြစ်ဖြစ်လေးကကြာတော့ကြာခဲ့ပြီအဲ့ဒီတော့ကကျမအသက်73နှစ်အရွယ်အပြူပေါက်ရွေးလို့စိုးနိုင်မိမဲ့ကျမကိုယ်နိုင်ကတော့ကိုအပြူတော့ဘာတော့မစင်စားသေးပါဘူးငယ်စဉ်ကလိုပဲအပေါင်းဖော်တွေနဲ့ကစားရင်ကစားတယ်ဒါမှမဟုတ်စပိန်ကိုစီးနှင်းကရွာယူကူပေါက်ရှောက်သွားလူရင်သွားကြတယ်ဒီနေ့ထုံးစံအတိုင်းကျမတို့တငယ်ချင်း6ယောက်ကျူရှင်အပြင်မှာစပိန်လေးစီးနဲ့ကျမတို့တွေနေထိုင်တဲ့ရက်ွက်ရဟိုဘက်ထိပ်နဲ့ဒီဘက်ထိပ်ကိုခောက်တုတ်ခောက်ပြန်စပိန်စီးခဲ့ကြတယ်ကျူရှင်ကရ8နာရီခွဲဆိုရင်လွတ်နေကြဖြစ်ပေမဲ့လေကျမတို့အုပ်စုကတော့9နာရီကျော်မှသာအင်ကိုအမြဲပြန်ရောက်တတ်ကြပါတယ်စပိန်က4စီးတဲ့သာဖြစ်ပြီးတော့ကျမတငယ်ချင်းလှမျိုးကျော်ကကျမကိုတင်နေပြီးအီမိုးဆိုတဲ့တယောက်ကိုတော့နိုင်ဦးကတင်နေတယ်တငယ်ချင်း6ယောက်မှာမိန်းကလေး4ဦးယောက်ျားလေး2ဦးဖြစ်ပြီးတော့စပိန်မပါတဲ့ယောက်ျားလေး2ဦးကမိန်းကလေး2ဦးကိုတင်နေလျက်စပိန်စီထွက်ကြတာဖြစ်ပါတယ်အားလုံးကကလေးဆန်ဆန်ပေါ့ပပတွေဖြစ်တာကြောင့်တချင်းကြီးသူကြီးစကားပြောသူကပြောနေအတော့ကိုပြောစရာကောင်းတဲ့ညချမ်းချိန်စပိန်စီပွဲလေးဖြစ်ပါတယ်အဲ့ဒီနေ့ကလာဆန်း4ရက်နေ့ဖြစ်တဲ့အတွက်ကောင်းကင်ရံမှာဖျဲသီးချမ်းလေးလိုလာချမ်းငယ်လေးကကွင်းရင်၍ထိန်သာလို့နေတယ်ညနေဆောင်ကမိုးရွာထားလို့လေတိုက်မှာမြေသိမ်းတဲ့တချို့ရှူရှိုက်ခံစားမိတယ်ရာသီကနှွေကုံမိုးကူဥတုလေးဖြစ်တဲ့အတွက်ပင်ပြိုအများစုမှာရွက်ဟောင်းကျူပြီးတော့ရွက်သစ်ဝင်နေတော့မှုံဝါဝါလာရောင်အောင်မှာဟိုးတဝါတွေ့မြင်ရှူစားရတယ်မိစုငိမ့်လာကြလားအိမ်ခိုင်နေပြီလားမိစုဆိုတာကျမကိုပြောတာပါကျမနာမည်ဆူဆူထက်ကိုတငယ်ချင်းအားလုံးကချစ်စနိုးနဲ့မိစုလို့သာဝိုင်းခေါ်ကြတယ်ကျမကိုတင်းနေနဲ့လှမျိုးကျော်ကတော့လူကောင်တေးသေးညံ့ညံ့ဖြစ်ပြီးကျမကတော့အရက်ရှိလူကောင်ထွတ်ထွတ်ဖြစ်လို့ကျမတို့စပိန်ကနောက်ဆုံးကရေးတွေ့ဒုတိယနေရာမှာရှိနေခိုက်အနောက်ဘက်မှာအေးနွေကလှမ်းမေးလိုက်တာဖြစ်ပါတယ်ဟေးမအိတ်ချင်ပါဘူးချစ်ပွေဆိုနေတဲ့တချင်ကိုနားထောင်ရင်ဟိုငေးတီငေးလုံနေတာနေရောညောင်းနေပြီလားချစ်ပွေဆိုတဲ့တယောက်ကကျမတို့စပိန်ရှိမှတချင်တကြောအော်နေတဲ့တယောက်ကိုစူလိုတာဖြစ်ပါတယ်ကျမအမေကိုအေးနွေကခေါင်းခါပြရင်မညောင်းပါဘူးဟဲ့ပျော်လို့ညောင်းရမယ်နောက်မသိဘူးမိစုနေကလူမားပြီးမင်းနေတာတကယ်ညောင်းလို့ပြန်ကျင်နေတာငါဟာကျမနဲ့အေးနွေအပြန်လန်စကားပြောနေခိုက်ကျမကိုတင်နေနေတဲ့လှမျိုးကျော်ကငိုတန်ကြီးနဲ့ပြောချလိုက်တယ်သူပြောရင်လည်းပြောချင်စရာမိန်းကလေး4ယောက်မှာကျမအကောင်အကြီးဆုံးဖြစ်ပြီးတော့ယောက်ျားလေး2ယောက်ထက်တောင်မှထွားတယ်လို့ဆိုနိုင်ပါတယ်နောက်ပြီးနင်းလာတဲ့ခီးကလည်းနီလေးမဟုတ်ကျမတို့နေထိုင်တဲ့ရက်ကွက်ကရက်ကွက်ကြီးဖြစ်တဲ့အတွက်အတော်ကျေပြန့်လာတယ်အဲ့ဒီရက်ကွက်ကြီးကိုမှအဆအဆုံးတစ်ခေါက်သွားပြီးဖြစ်ပါတယ်ဒါကြောင့်မို့လို့ဟဲ့လှမျိုးကျော်နေညောင်းရင်ငါတလက်နင်းမယ်လေဟဲ့ကဲစင်းဟဲအဲ့လိုတော့မလုပ်ချင်ပါဘူးနေကမိန်းကလေးကိုလှမျိုးကျော်စကားမဆုံးခင်ပဲမိန်းကလေးလည်းဘာဖြစ်လဲတငယ်ချင်းရှိုင်းမင်းတင်တာရှိုင်းမင်းတော်နေကခွဲခြားနဲ့တော်ပြီနင်တို့တွေနဲ့စပိန်တူမစည်းတော့ဘူးဆက်အော်တက်တဲ့ကျမကိုအားလုံးကအရှုံးပေးချရစမြဲနောက်ဆုံးလှမျိုးကျော်ကိုတင်နေလျက်ရှေးကစပိန်နှစ်စီးကိုကျမကြော်တက်ပြစ်လိုက်တယ်ဟာမိစုဆရာကြီးပါလားဟာတချင်းတေးဆိုနေတဲ့ချစ်ပွင့်ကသူမနဘေးမှာကြော်တက်သွားတဲ့ကျမကိုလမ်းအော်ပြီးတော့ထောမနာပြုတ်လိုက်တယ်အားကိုးချင်စရာကြီးမေဗလာတေးလိုက်ပါလားဝက်ပူစုပ်နိုင်ဦးကလမ်းနှောက်လိုက်တာကိုကျမပြန်အောင်ဟစ်လိုက်တယ်အားလုံးကဖြူစင်ယူသားကြစေဖြစ်လို့ငါတော့ညာတော့မတွေးကြပဲစားကြနောက်ကြနဲ့ပျော်စရာကောင်းလှတယ်ဒီလိုနဲ့9နာရီကျော်အချိန်ကိုရောက်တော့အားလုံးမိမိအိမ်ကိုစီကိုကလမ်းခွဲသွားကြတယ်လှမျိုးကျော်နဲ့ကျမလမ်းတူတူပဲဖြစ်လို့သူ့ကိုတင်နေလျက်ကျမတို့နေထိုင်တဲ့
ဇီးစွာလမ်းစီကိုခတ်တုတ်တုတ်ပြန်ခဲ့ကြတယ်။လမ်းတစ်လမ်းလုံးလှမျိုးကျော်ကသူတင်နေမယ်ကြီးပြောနေလို့ထပ်ပြောရင်စပိန်မော်ကချထားခဲ့မယ်လို့ချင်းချောင်းလိုက်မှသာမဆက်ပိတ်သွားတော့တယ်။တိတ်ကြကြမနေလိုက်ရ10မိနစ်ကြော်လောက်မှလှမျိုးကျော်တို့အိမ်ရှိကိုရောက်ရှိသွားတယ်။ဟဲ့မိစုအိမ်ထဲဝင်ပြီးရေးတောက်အောင်မလား။အေးဟာတောက်မယ်။ငါလည်းနည်းနည်းတော့မောနေပြီ။လာလေစပိန်ခုနာမှာထောက်ထားလိုက်။ကျမအိမ်ရှိမှသာရက်နေလိုက်တယ်။လှမျိုးကျော်ကအိမ်ထဲကိုပြေးဝင်သွားပြီးတအောက်အကြမှာရေတစ်ခွက်ကိုကင်ပြီးတော့ပြန်ပြေးထွက်လာတယ်။ဟဲ့မိစုနင်ရေတောက်ရင်အိမ်ပေါ်မှာခဏထိုင်ပါလား။ငါစပိန်ခဏလို့အမေစီးမလိုက်တာငါဝင်မလာမိဘူး။ဟိုဘက်လမ်းထိပ်ထိသွားမှာနေ့စပိန်ခဏငါဟာအိမ်ပေါ်မှာတော့ထိုင်မဆောက်ချင်ဘူး။ဒီတိုင်ကုန်မှာပဲထိုင်ဆောက်နေမယ်။သွားမြင်မြန်။ကျမအပေါင်းအသင်းမဲ့သူဖြစ်တဲ့အတွက်ဒီငယ်ပေါင်းကြီးပေါ်တငယ်ချင်းတွေကိုအလွန်ခင်မင်တယ်လို့သူတို့အကူညီလဲလိုအပ်ရင်လဲကျမလက်မနေတဲ့အခုလဲလှမျိုးကြိုတို့မိသားစုအစင်မပြေမဲတည်တဲ့အတွက်စပိန်ငားလိုက်ပြီးချန်ရှိအုတ်ခုံမှသာထိုင်ဆောက်နေလိုက်တယ်အိမ်မော်တက်သွားရင်လူကြီးတွေအေးအေးပြက်မယ်အနောက်ရှက်ဖြစ်မအောင်ကျမအားနာမိတာကြောင့်လည်းဖြစ်ပါတယ်ကျမစပိန်ပေးလိုက်တာနဲ့လှမျိုးကျော်စပိန်မော်လွှာကနေတက်ကဝယုံသုံးကစီးနှင်းထွက်ခွာသွားတယ်ည9:20မိနစ်လီရီကတဝေဝေတိုက်ခတ်နေလို့ကျမအုတ်ခုံမှထိုင်လျက်နဲ့မျက်လုံးတွေကမေးစင်အိတ်ငိုက်လာမိရဲ့အိတ်ငိုက်နေလို့မဖြစ်သေးလှမျိုးကျော်ပြန်လာလေပြီလားဆိုတဲ့အတွင်းနဲ့ကျမလမ်းပါရန်စီကိုမျှော်ငေးကြည့်လိုက်တော့လှမျိုးကျော်မစိုးထားနဲ့လမ်းသွားလမ်းလာလူတဦးတယောက်တောင်မတွေ့ပါဘူးဘလို့ဖြစ်ရတာပါလဲပုံမှန်ဆိုရင်ကျမတို့ရက်ကွက်ကဒီလောက်လူမပြတ်10နာရီ17နာရီထိဈေးရောက်ရမှပြန်လာသူလက်ဖက်ရည်ဆိုင်ထွက်ထိုင်သူကုန်းစုံဆိုင်ပိတ်ပြီးတော့ပြန်သူလမ်းလျှောက်ထွက်လာသူတွေနဲ့ဆူဆူညံ့ညံ့စီကားလေးရရှိသလောက်ယနေ့ညမှာမှလမ်းသွားလမ်းလာတော့မရှိလူတွေဘာဖြစ်လို့များအပြစ်မထွက်ကြပါလိမ့်ဆိုပြီးတွေးတောနေတော့စပိန်ဘဲတန်ကျဲကြီးနဲ့အတူလှမျိုးကျော်ကျမလက်ပြီးကိုဝုန်းကနေရောက်လာတယ်။သူ့ပုံစံကိုကြည့်ရတာကတုံကရင်နဲ့တစုံတရာကြောင့်ကြောက်လက်အံ့ဩလာပုံရတဲ့အတွက်သူ့လက်ထဲမှာစပိန်ကိုဆွဲယူရင်ကျမမေးလိုက်မိတယ်။ဟဲ့နင့်ပုံစံဘာဖြစ်နေရလဲ။စပိန်ကိုစီးလာလဲကြည့်ဦးတတုံတုံတတိုင်းတိုင်းနဲ့ငါစပိန်ကိုကဲလုံးနေခြိုက်တယ်ပေါ်မနှေးမာနဲ့လို့ဒီလောက်မှားထားတာ။ကျမဆူဆူပူပူပြောလိုက်တော့မျက်လုံးကလေးကလေးနဲ့ခေါင်းကြီးပြတဲ့အတွက်ကျမပို့လို့တော့စိတ်တူသွားတယ်ဟဲ့နေဘာဖြစ်နေရလဲလူနဲ့စိတ်နဲ့မကက်တယ်လို့ပဲပါလေတရေနဲ့တွေ့လာလို့လားကျမကစိတ်တူတူနဲ့ပြောလိုက်မှပူဆိုးသွားတယ်လှမျိုးကျော်ကမစားအပ်တဲ့အသီးကိုအတင်းကျွေးခံရတဲ့လူလိုမျက်လုံးပြူမျက်စံပြူနဲ့ခေါင်းခါညင်းဆန်လိုက်ရင်အာနေရလေပေါ့ပေါ့ရှာရှာဘာတွေလျှောက်ပြောနေရလဲသွားညနေနေမယ်ပြန်တော့အမလီပြန်ချင်လာပါပြီဒါနဲ့ဘာဖြစ်လို့လူတွေအပြစ်မထွက်ကြရလဲအရှင်နေရုံနဲ့မတူတယ်လို့ပဲနော်တော်ပါတော့မိစုရဲ့ငါကြောက်တတ်တာလေနင်းသိရင်သားနဲ့ထမချောက်ပါနဲ့တော့ကျမအကောင်းမေးလိုက်တာပါဒါပေမဲ့သူ့အလိုလိုသွေးပြက်နေတဲ့ကျမတငယ်ချင်းကြီးကမျက်နှာဖြူဆုံဆုံနဲ့အိမ်ထဲကိုပြေးဝင်သွားတဲ့အတွက်ကျမဦးတက်မတက်ရီမောလိုက်မိရင်အော်ပြန်အောင်မကျမအိမ်ပြန်ချင်းနောက်ကျနေပြီမဟုတ်ပါလားလှမျိုးချုံနဲ့ကျမတလန်းနဲ့ဆိုပေမဲ့သူကလမ်းရဲ့ဒီဘက်ထိပ်ကျမလမ်းရဲ့ဟိုဘက်ထိပ်ဖြစ်လို့ကျမအိမ်ကိုပြန်ရောက်ဖို့အတော်လှမ်းသေးတယ်အချိန်ကလည်းရခင်နေ့ညရီထက်ပိုပြီးနောက်ကျတယ်လို့လမ်းထဲမှာလည်းလူတစ်ယောက်စာနှစ်ယောက်စာတော့မတွေ့ရတဲ့အတွက်ကျမမလန့်စဘူးထိတ်လန့်နေမိတယ်။အိုးဘာလဲဆရာလို့လဲဒီလမ်းဆိုတာငါငငယ်ကလေးတွေကတယောက်တည်းညနေတကောင်တီရှောက်လည်နေကြ။တခိုးကြီးညရီဆိုရင်ည2 နာရီလောက်ကြီးမှအိမ်တကာတက်ပြီးမြေပြူတစ်ချောင်းနဲ့ရေးချင်တာရှောက်ရင်းနေကြအောင်များဘာအခုမှလန့်နေရလဲ။အဲ့ဒီလိုကုကုကိုအားပေးရင်းနဲ့ခတ်တုတ်တုတ်နေလာလိုက်တယ်။လီရီကလည်းသူ့တဘာဝအတိုင်းညင်ညင်တတတိုက်ခတ်လို့နေတယ်။ကျမမှာတော့ဘာရင်မှမသိတော့တောင်တောင်ဤတွေးတောရင်ခေါင်းတစ်ပဲကြီးကျင်တယ်လို့ဖြစ်လာကစပိန်နှင်းနှုံးကိုအရှိန်ပုံမြင်လိုက်တယ်။ဒီအချိန်မှာပဲရုတ်တရက်ဆိုသလိုလမ်းချင်းလေးအတွင်မှခွေးတတိုက်ပြေးထွက်လာကကျမစပိန်ကိုဝိုင်းအောင်ကဆူဆူဝါဝါထိုးအောင်ကြတယ်။ရုတ်တရက်ကြုံတွေ့လိုက်ရတဲ့အချိန်လေးကြောင့်ခွေးကိုက်ခံရမအောင်စိုးရိမ်နေတဲ့အတွက်ကျမချီတော်နှစ်ချောင်းကိုစပိန်ရှိတန်းမော်ကိုအလက်လက်အဖြန့်ဖြန့်နဲ့စုံတင်ထားလိုက်တယ်။ခွေးတွေကဆူဆူဝါဝါကိုထိုးအောင်နေကြတော့ခွေးတွေကအဲ့ဒီလမ်းချင်းအတွင်းမှာနေထိုင်တဲ့ခွေးလေးတစုမှန်ကျမသိတယ်။ကျမတော့တခါကအမိုက်ပုံမှာအမိုက်တွေလာရောက်ဆွန့်ပစ်စဉ်အိမ်ရှိထမင်းကြံဟင်းကြံတွေကိုတည်တည်ချာချာထုတ်ပိုးပြီးတော့အဲ့ဒီခွေးတစ်တိုက်ကိုကျွေးမွေးခဲ့ဘူးတယ်။အခုများတော့ဘလို့အကြောင်းအရာကြောင့်ကျမကိုဆူဆူဝါဝါဝိုင်းဟောင်နေကြရပါလိမ့်။ငကိုကလေးကထိတ်လန့်နေအရှိန်လေးရလဲရှိနေလို့အခုလို
ခွေးတွေဝိုင်းပြီးတော့ထိုးအောင်နာကိုခံလိုက်ရတဲ့အခါကျမတော်တော်နဲ့အကြောက်မပြေနိုင်သေးဘူးခွေးတွေကကျင်းရိပ်ခဲ့ပြီးပေမဲ့လေခြေတော့ကိုမချောက်ဝင်သေးဘူးဒီချိန်ရုတ်တရက်တစုံတစ်ခုကိုတွေးလိုက်မိပြန်လို့ကျမလမ်းမော်ကိုခေါင်းထောင်ကအသေးချာကြည့်လိုက်မိတယ်အဲ့လိုကြည့်လိုက်ခါမှပဲကျမတကူလုံးစက်သိန်းတစ်ဖြန်းဖြန်းထောင်ထသွားရလောက်အောင်လမ်းဖြန့်သွားတော့တယ်ဟာကျမအဲ့ဒီအာမင်းနဲ့စကားတစ်လုံးကလွဲလို့တခြားအော်ဟစ်ပြောဆိုဖို့စကားလုံးရှာမရစပင်းကကျမမနှင်းမှာပဲလမ်းမထက်မှာတဒုံဒုံပြေးနေစေဒီနေရာမှာကျမတို့လမ်းအကြောင်းကိုအနှဲငယ်ဖော်ပြရရင်ကျမတို့လမ်းတွေကဂုံးတက်ဂုံးစင်းမရှိတပြေးညီတစ်ဖြောင့်တည်းဖြစ်တယ်လို့လမ်းကလည်းကတ္တရာကွန်ကရစ်လမ်းကဲ့သို့ချုံးမွေဖြောင်ဖြူးနေခြင်းမဟုတ်ပေနဲ့ကျောက်စရစ်ခဲအနှဲငယ်ရောရှက်နေတဲ့မြေနီလမ်းကလေးသာဖြစ်ပါတယ်ဒီလိုဆိုရင်စပိန်ဟာဘသူကဆက်လက်နင်းပေးနေလို့လမ်းမထက်မှာအခုလိုဆက်လက်ပြေးလွှားနေရတယ်လေသွေးပြက်ထိတ်လန့်စွာနေပဲကျမစပိန်လက်ကင်နှစ်ဖက်ကိုခက်ချစ်ချစ်ဆုပ်ကင်ထားရင်းနဲ့ခြေထောက်နှစ်ဖက်ကိုလည်းဆက်လက်တင်ထားမိတယ်မတော်ခြေထောက်ချလိုက်ရင်တစုံတူရဲ့ခြေအစုံများတက်နေလိုက်မိရဲ့ဆိုတဲ့အတွေးကြောင့်ကျမခြေထောက်ကိုမချောက်ဖို့ရှေးခွေနာမှာသူ့အလိုလိုရက်တန့်သွားလိမ့်မလားဆိုပြီးမျှော်လင့်ထားတော်လေစပိန်လေးကတော့လမ်းမပေါ်မှာအရှိန်ရစွာပြေးလွှားနေစေပါကုကေရမဲ့ကျမတယောက်တည်းခြောက်ချားနေစင်ပါပဲကျမအိမ်နဲ့နီးတစ်ထက်နီးလာတော့တတိပြုလိုက်မိတယ်ကုကေရမဲ့ကျမတယောက်တည်းခြောက်ချားနေစင်ပါပဲကျမအိမ်နဲ့နီးတစ်ထက်နီးလာတော့တတိပြုလိုက်မိတယ်ဒါကြောင့်ဖြစ်ချင်အားဖြစ်လို့သဘောပိုက်ကခက်မှန်မှန်သွားနေတဲ့စပိန်ပေါ်မှာကျမဝုန်းကနေခုန်ချလိုက်ပြီးတော့ဒူပွန်ခြေထောက်နာတာအောင်တတိမရတော့ပဲအိမ်ဘက်စီကိုလှည့်မကြည့်စတဲ့ထွက်ပြေးလာလိုက်မိတယ်ဟဲဒီကောင်မလေးနိုင်လဲကြည့်အောင်10 နာရီမတင်းအောင်ရှိနေပြီနောက်ကျလိုက်တာဘယ်ရီလျှောက်သွားနေရလဲဟဲ့ဘယ်မှာလဲနေဆက်ပိန်ကျမကိုမျောနေပုံရတဲ့မေမေကအိမ်မောင်းဝမှာစီးကြိုကမေးလိုက်လို့ကျမအိမ်မောင်းပြေးတက်လာကမေမေကိုပြေးဖမ်းလိုက်မိတယ်ဟဲ့ဒီကောင်မလေးဘာဖြစ်လာလဲမိစုရဲ့အမေစိတ်ပူအောင်မလုပ်ပါနဲ့သမီးဘာဖြစ်လာလဲဟိုကဲရှော့ရေတောက်လိုက်အောင်မေမေကတကားနှမေးရှိရေအိုးစင်မှာရေတစ်ခွက်ခတ်ပြီးတော့ကျမကိုကမ်းပေးတယ်ကျမလည်းမောမောနဲ့ရေကိုအငမ်းမရမောချလိုက်ပြီးမှသမီးကိုတရေချလို့အမေရဲ့ဟဲဒီကောင်မလေးပေါက်ပေါက်ရှာရှာတော့ပြောရမယ်ဘယ်လိုလုပ်ဒီလမ်းထဲမှာတရေရှိရမှာလဲအာတကယ်ပါဆိုအမေကလည်းသမီးဆက်ပင်ကိုခွေးရီဝိုင်းဟောင်လို့သမီးကခွေးကြိုက်မှဆူတာနဲ့ခြေထောက်ကိုတန်းပေါ်တင်လိုက်မိတယ်ဆက်ပင်ကသူ့ဘာသာဆက်ပြေးနေတယ်အမေစဉ်းစားကြည့်ဆက်ပင်မနေမဲနဲ့ဆက်ပြေးနေတယ်ဆိုတော့ဆက်ပင်ကိုတရေကနေလို့ပေါ့ကျမစကားကြောင့်အမေကဦးလိုက်သိမ်းလိုက်ရင်တော်ပါတော့မိစုရဲ့သမီးအိတ်ချင်မှုလို့နဲ့ရှောက်တွေးနေလို့ပေါ့ခွေးဆိုတာညနေချိန်လူစည်းတွင်ဟောင်မာပဲစပိန်ကလေသူ့ရှိန်နဲ့သူပြေးနေရနေမှာပေါ့ကွယ်ဒီလမ်းထဲမှာဘသူတရေ6ခင်ရတယ်ကြားလို့လေကဲစပိန်ကအခုဘယ်နားမှာလဲဟိုဘက်3ရင်ကျော်လောက်မှာသမီးပြစ်ထားခဲ့တယ်ကဲသွားခြေလက်ဆေးပြီးသွားအိတ်ချီတော့စပိန်ကိုသမီးကိုယူခိုင်းလိုက်မယ်မိမိကကျမကောင်ညင်ညင်တတပုတ်တက်လိုက်ပြီးတော့အိမ်ထဲကိုဝင်သွားတယ်ကိုကြီးကိုစပိန်သွားယူဖို့ပြောတာပဲဖြစ်ပါတယ်ကျမလည်းခြေလက်ဆေးဖို့မိဖို့ကန်ကြီးကိုခတ်တုံးတုံပြေးဝင်သွားလိုက်တယ်အကယ်၍အိမ်ရှိမှဆက်နေကိုကြီးနဲ့ကိုလက်ကပါကျမကိုဝိုင်းပြီးတော့လောင်ပြောင်ချမှအသေးချခတ်နေတာကျမကိုယ်တိုင်ကြုံတွေ့ခဲ့ရတာဖြစ်လို့မမေပြောသလိုမဖြစ်နိုင်မဲ့ကျမဘာသာခံစားမိတယ်ဒါပေမဲ့မမေပြောတာလည်းဟုတ်တာဒီလမ်းထဲမှာတစုံတူသိဆုံးခြင်းလည်းမရှိပါပဲဘာကြောင့်များကျမတစီ6ခင်ရပါလိမ့်ဒီလိုဆိုရင်မမေပြောသလိုစပိန်ရဲ့တဘာဝအတိုင်းသူ့ရှိန်နဲ့သူပြေးလွှားနေတာကိုကျမရဲ့ကြောက်လန့်စိတ်ကကျမကိုပြန်လေခြောက်လန့်နေတာပဲလားဒီကိစ္စကြောင့်ကျမတညာလုံးအိတ်မရပဲဖြစ်နေခဲ့တဲ့အတွက်မနဲ့မိုးလင်းတာနဲ့လှမျိုးကျော်ရဲ့အိမ်ကိုကြီးရဲ့စပိန်နဲ့ခက်သက်သက်ထွက်လာခဲ့တယ်ကျမစပိန်လေးခမရတော့ညပြစ်လဲသွားတဲ့အချိန်နဲ့ဘိန်းနဲ့ခွင်သွားလို့စပိန်ပြင်ဆိုင်ရောက်နေပါပြီနောက်တစ်ချက်အနေနဲ့ကျမမိုးလင်းမှတိလိုက်ရတာညမြောက်တွေကလာတဲ့ရုပ်ရှင်ဇာတ်ကားကောင်းနေတဲ့အတွက်အိမ်တိုင်းကလူတွေအပြင်မထွက်ကြသလိုလက်ဖက်ရည်ဆိုင်ရာလူတွေလည်းမထကြသေးတဲ့အတွက်တလဲလုံးကလူရှင်းနေရတာဖြစ်ပါတယ်လှမျိုးကျော်ရင်ဟဲမိစုဘာကိစ္စလဲနေမမှန်ပြောစမ်းညကနေဘယ်လဲရသွားတာလဲနောက်ပြီးဘာတွေးခဲ့သေးလဲကျမရဲ့အမေကြောင့်လှမျိုးကျော်မျက်စိမျက်နှာပြတ်သွားတယ်အဲဒီနောက်အတန်တုံရီရီနဲ့နေကိုဘသူဘာပြောလို့လဲငါလမ်းမကြီးတိုင်းသွားတာပေါ့ဘာတွေးရမှာလဲနေအပိုတွေမပြောနဲ့ညကနေပြန်လာတော့ကြောက်လက်လာတာငါရှိမိတယ်နေတရေတွေးခဲ့တယ်မဟုတ်လားအာဖွားဟဲ့လွဲပါစေဖဲပါစေဘယ်ကတရေတွေးရမှာလဲတရေတွေးရင်ခုလောက်ဆိုရင်ကြောက်လို့ငါအသက်ထွက်လောက်ပြီအိမ်တွေစားကနေဖြတ်သွားတာပါအဲ့ဒါလမ်း
မှာအာသူဘအိမ်တိုင်တွေ့ခဲ့တယ်။သိတဲ့သူကလည်းငါတို့အတိလေးဟာဟိုအရှက်သမားဦးတိုးလေနေလဲသိပါတယ်။ငါတို့ဆိုရင်တိတ်နောက်တာပဲလေဟာအဲ့ဒီဦးလေးကြီးရဲ့အာသူဘပေါ့။အဲ့ဒါကြီးတွေ့ခဲ့လို့ငါတက်ကြောက်လက်လက်နဲ့ပြန်လာတာပေါ့။ငါမှတလဲလုံးသူဘယ်နာကများပေါ်လာမလဲဆိုတဲ့အတွေးနဲ့ကြောက်လိုက်ရတာအမောပဲတော်သေးတာပေါ့မချောက်လို့ကတော့လက်ဖြတ်ပြီးငါအသက်ထွက်သွားမှာပဲ။အော်အဲ့ဒီလိုကိုမပူပါနဲ့တရေချောက်တာအဲ့လောက်ကြောက်စရာမကောင်းပါဘူး။အမေနေကဘယ်လိုလုပ်သိလဲ။အော်နေကလေငါလေးစိတ်မှန်နဲ့ပြောတာပေါ့။တရေချောက်လို့တည်တဲ့သူနင်ချဘူးလို့လား။ဒါနဲ့ညကငါနောက်ကျလို့အမေကစိတ်ပူပြီးဒီညကနေစပြီးညတိုင်းငါကိုကြီးကိုကျူရှင်ကိုလာကျူခိုင်းတော့မေးတဲ့။ဒါဆိုရင်ငါတို့စပိန်လျှောက်စီလို့မရတော့ဘဲနေမှာပေါ့။နေအမေကိုပြောကြည့်ပါအောင်လား။ငါလည်းပြောကြည့်ပါသေးတယ်။ဒါပေမဲ့မိမိကမိန်းကလေးတစ်ယောက်တည်းညနေချင်းပြန်လာတော့စိတ်ပူနေတယ်ဟာအဲ့ဒါကြောင့်ငါနင်တို့တီအောင်လာပြောပြတာကဲတငယ်ချင်းငါပြန်လိုက်အောင်မေးဈေးသွားရအောင်ပါအေးပါငါလည်းစိတ်မကောင်းငါစပိန်ကားမိလို့ပါတတမိစုညနေမှတွေ့မယ်အေးကျမစပိန်မော်ခုံတက်စီးနေရင်းနဲ့ပြောခဲ့သမျှကိုပြန်တွေးကရည်ကျင်သွားမိတယ်လက်စသက်တော့ညဖြစ်သမျှအားလုံးရဲ့လက်သေးတရခံလှမျိုးကျော်ရိုးလမ်းမကြီးကနေအေးစစ်မသွားပဲလမ်းကျူလမ်းကြားသွားပြီးတော့အာသူဘအိမ်ရှိရအောင်ဖြစ်လာသေးတဲ့တကယ်တော့သူ့ကိုကျမအမှန်တိုင်းမပြောဘဲထိန်ချန်ထားတာနှစ်ချက်ရှိတယ်ပထမတစ်ချက်ကတော့အခုမှပြောနေလေသူကြောက်လက်ရုံကလွဲပြီးဘာမှထူးမှမဟုတ်လို့မပြောခဲ့တော့တာဖြစ်ပါတယ်ဒုတိယအချက်ကတော့ကျမအကူလာကြုံမေဆိုတာကျမမေမေကစိတ်ပူပြီးတော့သွားကြိုခိုင်းတာမဟုတ်ပေည၈နာရီတယောက်တည်းစပိန်စီးလီရဲ့အိမ်ပြန်မလာရေးတော့တဲ့အတွက်အကိုကြီးကိုကျမကိုယ်တိုင်လာကြိုဖို့တောင်းပန်ထားရတာပဲဖြစ်ပါတော့တယ်ဟုတ်ကဲ့ပါအခုနားဆင်ကြရတဲ့ဇာတ်လမ်းလေးကတော့စာရေးသူခါဦးနှုံးကိုရေးသားထားတဲ့တစီနင်းသောစပိန်ကလေးဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့ရောက်ဖယ်ရီဆိုတဲ့ဇာတ်လမ်းလေးကိုနားဆင်အောင်မှာပဲဖြစ်ပါတယ်ရှင်မဲလိုက်တဲ့ညအလင်းဖြောင်ပေါ်နေနေတတကြင်ပြောင်းလှပြောင်းညဒီလိုတိမ်မဲဆူးတဲ့ညတွေမှာကျွန်တော်ရေချိုးနောက်ကြတဲ့အတွက်အလုပ်ကိုသွားဖို့နောက်ကျခဲ့တယ်ညနေကကျွန်တော်လက်ဖက်ရည်ဆိုင်သွားထိုင်ပြီးတော့တငယ်ချင်းတစုနဲ့စကားကောင်းနေခဲ့တဲ့အတွက်အဲ့ဒီလိုရေချိုးနောက်ကျလေတော့ပြင်ဆင်တာစားတာတောက်တာအားလုံးနောက်ကျကုန်ပြီပေါ့ဒီလိုနဲ့ဖယ်ရီစီးဖို့ကားဂိတ်ကိုအပြေးထွက်လာခဲ့ရတော့တယ်ဖယ်ရီကားကိုကျွန်တော်မိပါမလားကျွန်တော်ကဟိန်းစီကရက်ဆက်ယုံမှာစရီးတာဝန်ကိုလာစာနဲ့လောက်ကင်နေသူတူဖြစ်ပါတယ်ကျွန်တော်လိုလာစာနေပါသူဖို့စက်ယုံကဖယ်ရီကစီစဉ်ပေးထားတာကြောင့်ကားကအပုံငွေမကုန်တော့လို့အသက်ရှူချောင်းပွဲရရှိတာမို့လို့ဖယ်ရီကားကိုမိမဖြစ်မယ်ဖယ်ရီမမီရင်လာစာတွေကကားကအပူတက်တက်ထက်ကုန်နေအောင်ပဲဒါကြောင့်လေအိမ်နဲ့တော်တော်လဲလဲမှရှိတဲ့ကားကိတ်စီကိုကျွန်တော်တော်တော်ပါပြေးလာခဲ့ရတယ်ကျွန်တော်ကားကိတ်စီကိုရောက်တော့9နာရီထိုးပြီလို့15မိနစ်ခန့်တော့မှစိုးလျက်ရှိပြီးမှစိုးရင်ပူပန်သွားမိတယ်ကျွန်တော်ကားမှမိပါတော့မလားဖယ်ရီကကားကိတ်မှာကျွန်တော်ကိုမမြင်လို့ထားရထွက်ခွာသွားလေပြီလားအတွင်းမျိုးစုံကခေါင်းထဲမှာထကြွစူးညံလေးရသားနဲ့ကျွန်တော်ကားမက်တိုင်ခုံတန်းလေးမှာဝင်ထိုင်လိုက်တယ်ညဟာစောစောကကျွန်တော်ပြောခဲ့သလိုပဲမှောင်မိုက်မှုတွေကိုထွေးပွေထားလျက်ရှိပါတယ်ကျွန်တော်လေတဆန်းဆန်းနဲ့ဖယ်ရီကားကိုမျှော်လျက်ရှိစဉ်ဖယ်ရီမဟုတ်တဲ့လိုင်းကားပေါင်းစုံကလမ်းမထက်မှတဝီဝီနဲ့လင်းမြန်စွာဖြတ်သန်းမောင်းနေသွားကြတယ်ကားတွေကလည်းအရှိန်ပြင်းလိုက်တာညနေချိန်မောင်မဲမှာအဲ့ဒီလိုမိုင်များမောင်းနေကားလမ်းမပြီးမှာစပိန်စီဆိုင်ကယ်စီးနေသူတွေအတွက်အန္တရာယ်များလာတယ်လို့ကျွန်တော်တွေးလိုက်မိတယ်ကားဆောင်နေချိန်ဆိုတော့လေအတွေးတွေကအမျိုးပေါ့ကျွန်တော်စောင့်နေတာ15မိနစ်လောက်ရှိပြီမြို့ရဲက EGD ဘက်မှာအလုပ်လုပ်နေတဲ့ကျွန်တော်အိမ်သားကောင်းမလေး2ယောက်တောင်ပြန်ရောက်လာကြလို့ကျွန်တော်တို့စောင်းငယ်ကြည့်သွားကြသေးတယ်ဟုတ်တာပဲအရင်နေ့တွေကဆိုရင်သူတို့ကျွန်တော်ဒီချိန်ဆိုရင်ဒီနေရာမှာမတွေ့ကြရတော့ဘူးလေသိကြပါတယ်ကျွန်တော်ဖယ်ရီကချိန်ရင်ထားခဲ့ပါပြီအဲ့ဒီအတွင်းနဲ့ကျွန်တော်ငင်းငိုင်သွားရတယ်ကျွန်တော်လိုင်းကားစီးရတော့မယ်အပူငွေကုန်တော့မယ်ဒီလောက်မှာကျွန်တော်ညီမလေးနဲ့ညီလေးတို့ရဲ့ကျူရှင်လားကတွေက1000စီတိုးလာတော့မယ်တမိသားစုလုံးရဲ့တာဝန်တွေကကျွန်တော်အပေါ်မှာဆိုတော့ညနေကတငယ်ချင်းတွေကအတင်းခေါ်လို့လက်ဖက်ရည်ဆိုင်သွားထိုင်မိတာကိုတော့မှနောင်တရလာမိတယ်ကျွန်တော်သာလက်ဖက်ရည်ဆိုင်သွားမထိုင်ပြင်ကားနှောက်ကြလိမ့်မှာမဟုတ်အခုများတော့ဒီအချိန်ဖယ်ရီကားဟာကျွန်တော်ရှိကိုစိုက်မြက်ရောက်ရှိရက်တန်သွားတယ်ကျွန်တော်လည်းအန်အောဝမ်းတာစွာနဲ့ကားပေါ်အသေးအတန်ပြေးတက်လိုက်တော်သေးတာပေါ့ဗျာကျွန်တော်ကဒီနေ့နောက်ကျမှထွက်လာပြီလို့ကြံရစ်ခဲ့ပြီးတော့ထင်နေတာဖယ်ရီကတော်တော်နောက်ကျတာပဲကျွန်တော်တော်တော်ကွက်တီဖြစ်သွားတာပေါ့ဗျာအဲ့ဒီစကားကျွန်တော်ထိုင်ကုန်တစ်လုံးမှဝင်ထိုင်ရင်းနဲ့
ခက်ချစ်ချင်းអော်လိုက်တာဖြစ်ပါတယ်ကားပေါ်ကလူတော်တော်များများကျွန်တော်ရဲ့မိတ်ဆွေအပေါင်းအသင်းခင်မင်သူတွေဆိုတော့ကျွန်တော်စီကအဲ့ဒီစကားမျိုးကြားတာနဲ့ကြံခဲ့လဲကောင်းတာပဲမင်းကလိတ်လို့နှီးတာကိုကွာအဲ့ဒီလိုကိုတီဟာဦးကအရှုံးဖောက်တတ်တယ်လို့အပြိုကြီးတော်မြင့်မြင့်မာလာကလည်းတော်သေးတာပေါ့ဟဲ့ကြံခဲ့ရင်တောင်းထိုက်ကမထူးဆက်ခဲ့ပြီးတော့အော်ရာလိုက်သွားရင်ဒုက္ခအဲ့ဒီလိုနောက်ပြောင်းတာပါသူတို့ဘာပြောပြောကျွန်တော်စိတ်မဆိုးတဲ့ကျွန်တော်ကိုခင်လို့မင်းလို့ကြည်စေကြမယ်နားလေပြီးသားပါဒါပေမဲ့အခုများတော့ကျွန်တော်စကားဆုံးသွားတဲ့အချိန်ထိနောက်ပြောင်ကြည်စေတဲ့တက်တဲ့တော့မှထွက်မလာပါဘူးဘာဖြစ်လို့ပါလဲကိုတီဟာဦးတို့ဒေါ်မြင့်မြင့်မာလာတို့ပါမလာကြဘူးလားဖယ်ရီကနောက်ကျတာကြောင့်လိုင်းကားစီးပြီးတော့သွားနေကြပြီလားကျွန်တော်နောက်ခုံလေးစီကိုလှည့်ကြည့်လိုက်တယ်ကားပေါ်ကလူတွေအားလုံးခေါင်းကိုက်ဆိုင်နဲ့ကျွန်တော်တို့ဖယ်ရီကဘီယန်ကားကြီးဖြစ်လို့တယောက်တစ်ခုံစီတနေရာစီထိုင်နေကြရပေမဲ့တယောက်နဲ့တယောက်စစရာနောက်စရာရှိရင်အော်ဟင်းနောက်ပြောင်ကြစမြင်အခုများတော့အားလုံးကခေါင်းကိုက်ဆိုင်နဲ့ငြိမ်သက်နေကြတဲ့အတွက်ကျွန်တော်အံ့ဩမင်းသက်သွားခဲ့ရတယ်ဟဲ့လူတွေဘာဖြစ်နေကြရလဲကိုတီဟာခမရနေလေကမိမနှိပ်ဆက်လို့မအိတ်ခဲ့ရဘူးလားခက်လဲလဲခုံမှထိုင်နေတဲ့ကိုတီဟာဥကိုတွေ့လိုက်ရလို့ကျွန်တော်လှမ်းခေါ်နောက်လိုက်တယ်အဲ့လိုကြည်စားလိုက်တော့မှကိုတီဟာဦးတယောက်ခေါင်းထောင်လာတယ်ဒါပေမဲ့ရွှေရွှေပြုံးပြုံးမျက်နှာမျိုးနဲ့တော့မဟုတ်ပြူးကြောင်ကြောင်မျက်လုံးအဝိုင်းသားနဲ့ပုံတီတီမျက်နှာသေးကြီးကိုတွေ့လိုက်ရတဲ့အတွက်ကျွန်တော်ဆက်လက်နောက်ပြောင်မှုတွန့်ဆုတ်သွားတာကြောင့်မဆက်ပိတ်လေးရဲ့ရှေ့ကိုပြန်လှည့်နေလိုက်တယ်ဘလူတွေပါလေကျွန်တော်စိတ်ထဲမှာဖယ်ရီကားတစ်စီးလုံးကြောက်စရာအတင်းနဲ့ပြင်းထန်နေသလိုခံစားလာမိတယ်ယနေ့ညဖယ်ရီကားစီးနေရပုံမှာရခင်နေ့တွေနဲ့အကွာကြီးကွာခြားနေုံသာမကအတန်ပလန်တွေလုံးဝတိတ်ဆိတ်နေပုံကလည်းကျွန်တော်အတွေ့ကိုပို့လို့တောင်အားဖြစ်ပေးလျက်ရှိတယ်။ဘာလဲကျွန်တော်တို့ဖယ်ရီကားကြီးကိုအပမိသွားပြီလား။အတိတ်ပဲမရှိတဲ့အတွေ့ပေါင်းစုံကကျွန်တော်ခေါင်းထဲမှာဒရက်ဆက်။ဟာဟဲ့လူရှေ့မှာကားကြီးကုန်တင်ကားကြီးတိုက်မိတော့မယ်။ရှောင်းလေးရှောင်းဝေဝေဝဝအတွေ့နဲ့ကားရှိစီကိုကြည့်လိုက်မိခိုင်တစ်ဖက်ရင်ကျော်စီမှမစင်မကျင်မောင်းနေလာတဲ့ကုန်တင်ကားကြီးတစ်စီးကိုရုတ်တရက်တွေ့လိုက်ရလို့ကျွန်တော်ဒရိုင်ဘာကြားကိုအသေးအတန်អော်လိုက်မိတယ်။ကားကြီးကအရှိန်ပြင်းစွာနဲ့ကျွန်တော်တို့ဖယ်ရီကားစီကိုတရှိန်တိုးဝင်လာပြီးဖျားကားကြီးနှစ်စီးအရှိန်ပြင်းစွာနဲ့တိုက်မိကြတော့မယ်။တေးရမောင်ထိမ့်လက်ကြောက်ရွံ့လို့ကျွန်တော်မှသွေးပြက်တုံရင်နေရသလောက်တကားလုံးကတော့အဲ့ဒီအဖြစ်ပြက်ကိုတစိုးတစီးများမသိရှိတဲ့အတိုင်းအော်တန်ငိုတန်တက်တေတော်မကြရဒါကြောင့်ကျွန်တော်အနောက်ဘက်ကလူတွေကိုစောင်းခဲ့ကြည့်လိုက်ရအေးဆက်အသက်မဲ့တဲ့မျက်လုံးများစွာကကျွန်တော်မျက်နှာစီကိုစုပုံရောက်ရှိနေတာကိုတွေ့မြင်လိုက်ရတဲ့အတွက်ကျွန်တော်ရဲ့ကြောက်လက်ခြောက်ခြားစိတ်ကအထူးထိပ်ကိုရောက်ရှိသွားတာကြောင့်တတိလက်လို့အော်ဟစ်လိုက်မိပါတော့တယ်ဟေးတငယ်ဟေးမျက်လုံးတွေကိုမှိတ်ပြီးတော့ထိတ်လန့်တကြောင်အော်ဟစ်နေမိခိုင်ကျွန်တော်ပခုံးတွေကိုခက်ကြမ်းကြမ်းလှုပ်ရမ်းလိုက်တာကြောင့်ကျွန်တော်မျက်လုံးတွေကိုအသာအရာဖွင့်ကြည့်ပြီးတော့ဘယ်လိုဖြစ်တာလဲအဲ့ဒီစကားဦးလေးမင်းရမှာပါငါတူရဲ့ဘယ်နဲ့လှုပ်ပြီးတော့ကားဂိတ်မှာအိပ်ပျော်နေရတာလဲအော်ကျွန်တော်ဒီမှာအိပ်ပျော်သွားတာလားအမလီဗျာဒါဆိုအိမ်မက်နေတာပေါ့အမလီတော်ပါသေးရဲ့ကဲတော်ပါသေးရဲ့လုံမနေနဲ့တော့အိမ်လေးပါလေးပြန်တော့ကားဂိတ်မှာအိပ်မနေနဲ့ဒီအခါမှကျွန်တော်စိတ်လက်ပေါ်ကားစွာနဲ့အင်ကိုခက်တုတ်တုတ်ပြန်လာခဲ့တယ်အဖြစ်ဖြစ်တွေကိုအသေးချောပြန်စဉ်းစားကြည့်မှပဲအကြောင်းအရာတွေကခက်ရီးရီးပေါ်လာတယ်ကောင်မလေးနှစ်ယောက်ပြန်သွားတာကိုငေးကြည့်နေရမှကျွန်တော်မျက်လုံးတွေမေးစင်းလာပြီးကားဂိတ်မှာငုတ်တုတ်အိပ်ပျော်သွားကဖယ်ရီယိုစိတ်ဆွဲလျက်အိမ်မက်တွေမြင်မက်နေတာပဲဖြစ်ပါတယ်အိပ်ပျော်သွားတော့လေတကြိုးတည်းပဲမနဲ့တောင်မိုးစင်စင်နေပြီအိမ်ကိုရောက်တော့မမေနဲ့ညီမလေးတွေကကျွန်တော်ကိုတအံ့တအော်ဝိုင်းကြည့်ကြတယ်ပုံစံတွေကတကယ့်ကိုတစေတရေကိုတွေ့လိုက်ရတယ်လို့တာမင်းပြန်လာတယ်အကူကြီးလူပါနော်ဗျာအမေကလေကျွန်တော်ကပြန်မလာလို့ဘယ်သွားမှာလဲဟဲ့ကောင်မလေးငါလူမဟုတ်လို့လက်ဖြစ်အောင်မလားလူဘောဟာဟဲအမလီသားလေးရဲ့တော်သေးတာဗောမတေကောင်းမပြောက်ကောင်းကွယ်ဘလို့ဖြစ်ရတာလဲတော်သေးတာဗောကိုကြီးရဲ့ညီမလေးတို့မှငိုလိုက်ရတာအမေနဲ့ညီမတွေကကျွန်တော်ကိုပြေးဖက်ကငိုကြတယ်ကျွန်တော်မှရှောင်းလဲလဲရဲ့ဘာတွေဖြစ်ခဲ့လို့ပါလဲပြောပါအောင်သားရဲ့ဘလို့လုပ်ပြီးတော့သားကြီးကအသက်ရှင်ကြံ့ယုံတယ်မကဒဏ်ရာတော့မရခဲ့တာလေဘာလို့ဒဏ်ရာမရတာလဲမေရဲ့ကျွန်တော်ကဘာဖြစ်ရမှာလဲအော်ဆော့ဆော့ရီဖုန်းဆက်တယ်ညသားတို့ဖယ်ရီကမြို့အဆက်ကချောင်းသားမှာကုန်တင်ကားကြီးတစ်စီးနဲ့တိုက်မိလို့ကြောက်သေးကျသွားတယ်တဲ့အခုထက်ထိဆယ်လို့မရသေးဘူးဆိုတာပဲအမေမှာကြာကြာချင်းရှင်လေးကိုစို့သွားတာပဲသားရဲ့တော်သေးတာဗောအမေသားလေးမသေးလို့ဗျာအမေစကားအဆုံးမှာကျွန်တော်အံ့ဩလို့မရှုံနိုင်အောင်ဖြစ်သွားခဲ့ရတယ်ကျွန်တော်အိမ်မက်မက်ခဲ့တဲ့အတိုင်း
ညကအမှန်တကယ်ပဲဖြစ်ပျက်ခဲ့တဲ့ဒီလိုဆိုရင်ကျွန်တော်အိမ်မက်ဟာတဘာဝလျောက်မြင်မဲ့တဲ့အိမ်မက်ရိုးရိုးမှဟုတ်ပါရဲ့လားတည်ဆုံးသူမိတ်ဆွေတတိုက်ကယနေ့ညမှထူးထူးခြားခြားဖယ်ရီကားနောက်ကျပြီးအသက်ရှင်ကျန်ရစ်ခဲ့သူကျွန်တော်သိအောင်အိမ်မက်ကတဆင့်သူတို့ရဲ့အဖြစ်အပျက်တွေကိုရင်ဖွင့်ပြောပြခဲ့တာပဲလားဒီလိုနဲ့နေတဲ့တဘာဝလိုဖြစ်ရမျိုးပဲလားဆိုတာကိုတော့ကျွန်တော်တိတိကျကျမသိနိုင်တော့ပါဘူး။ဘာပဲပြောပြောအခုလိုကျွန်တော်အသက်ရှင်ကျန်ရစ်ခဲ့တာဟာမိခင်နဲ့မောင်နှမတွေပေါ်တိတက်လိမ့်မှစွာလောက်ကင်ကျွေးမွေးနေတဲ့အကျိုးကျေးဇူးတွေပဲဖြစ်ပါလိမ့်မယ်။ဘဝမှာတစ်ခါတည်းရဲ့မှာဒီလိုရှုပ်ထွေးပွေနေတဲ့ဖြစ်ရဆမ်းမျိုးကိုကြုံတော့ကြုံခဲရင်းဆိုင်တွေးဆုံတတ်ကြပါတယ်။အဲ့ဒီကြုံခဲ့တဲ့အဖြစ်အပျက်မျိုးရင်းဆိုင်စုံစည်းခဲ့ဘူးပြီဆိုရင်လေဒီအဖြစ်အပျက်ဟာအဲ့ဒီကြုံမှုသူရဲ့နှလုံးအိမ်ထဲမှာထာဝရကိန်းအောင်တည်ရှိသွားမှာသာဖြစ်ပါတော့တယ်။ဟုတ်ကဲ့ပါအခုနားဆင်ကြရတဲ့ဇာတ်လမ်းလေးကတော့စာရေးသူကာဦးနှုံးကိုရေးသားထားတဲ့ညဖယ်ရီဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့လူနာဆောက်ဆိုတဲ့ဇာတ်လမ်းလေးကိုနားဆင်အောင်မှာပဲဖြစ်ပါတယ်ရှင်။အမလီလောက်ကြပါအောင်ညစီတစ်ပင်မောကပြုတ်ကြလို့တဲ့ဟဲဒီဖွားကြီးအိုကြီးအိုကကြမှာဒုက္ခပါပဲကျိုးပေသွားပြီလားအသက်ကောရှိသေးရဲ့လားမပြောတတ်ပါဘူးသူမြင်းမလေးအော်နေကကြားလို့သာလာသွားကြည့်ကြရအောင်တယောက်နဲ့တယောက်အော်ဟိခုံရင်ကဒေါ်မြစင်ရှိကတဲဘက်ကိုအပြေးထွက်လာခဲ့ကြတယ်မိုးရသည်မို့လေခွေးမှာသူရင်းကကောက်စိတ်သမားတွေတောင်မကလဲရှင်တဲရှင်တွေပြည့်နှံ့နေရင်တယောက်နဲ့တယောက်ကလည်းတရွာရဲသားချင်းတွေတောင်မကဆွေမျိုးမိတ်ဆွေတွေကြီးတာဒေါ်မြစင်ကလည်းနည်းနည်းရမဟုတ်လူတိုင်းသိတယ်တင်ရလောက်အောင်လေဒေါ်မြစင်ကတည်င်းမွေးပါတယ်ဟိုတလုံးကလည်းတရက်ပင်ပေါ်ကပြုတ်ကြဘူးတယ်တမြန်နှစ်ကလည်းဇီးပင်ပေါ်ကချော့ကြဘူးတယ်အခုလေအုတ်ရှိပင်ပေါ်ကလိမ့်ချပြန်တဲ့ဒီတစ်ချိန်တော့သွားရှာပြီးလားလို့တွေးကအပြေးသွားကြည့်ကြတယ်အမလီမမြစင်ညီနေသားရဲ့လားလူကတစ်ပင်ချင်းမှာပက်လက်နဘေးပက်လဲမှာအုတ်ရှိရက်တွေကပြန့်ကျဲကနေတယ်ဒေါ်ရင်တစ်ကဒေါ်မြစင်ကိုပြေးဝင်ပွေ့တူရင်မေးလိုက်တယ်ဒေါ်မြစင်ထမ်းမှအင်းဆိုရက်ညင်းညူတန်ပြီလားဖြေတန်ပြီလားမသိတဲ့အတန်တက်တဲ့ထွက်ပေါ်လာတယ်ဟဲ့ဘာလို့နေကြတော့သွားလဲသွားပြင်ချင်းညစင်ကိုစေးကိုပို့ရမယ်ဖိုးဝင်မင်းကရွာတွေကသူ့ချွေးမနဲ့သားသမီးတွေကိုသွားအကြောင်းချလိုက်အသက်ကြီးရွာသားတယောက်ကရွာသား3-4 ဦးကိုလှဲပြင်ခိုင်းနေခက်လဲမှာတော့ငိုကြွေးနေတဲ့ဒေါ်မြစင်ရဲ့မြီးမလေးကိုမိမတယောက်ကချော့မြူလို့နေတယ်မိမကြီး3-4 ယောက်ဒေါ်မြစိန်နာမှာဝိုင်းထိုင်ကတယောက်တစ်မျိုးအားပေးနေကြတော့လေဒေါ်မြစိန်ကောင်းကောင်းမကြကျောဘက်ကအောက်ကတကူလုံးနာကျင်ကြိုက်ခဲလျက်ရှိတယ်ရုတ်တရက်ချောင်းတစ်ချက်ဟက်လိုက်စဉ်ပါဇက်ထဲမှာသွေးတွေပွက်ခနဲ့ထွက်ကြလာတယ်အမလီတော့သွေးတွေမမြစိန်ညီတတိထားအောင်တော့ဟဲ့ဟိုမှာလှဲလာပြီပွေမမြစိန်ကိုပွေပြီးလဲပေါ်တင်ကြဖြည်းဖြည်းတက်တာလုပ်ကြအောင်နော်အေးဖြည်းဖြည်းဒေါ်မြစိန်ကိုရွာသား4-5 ယောက်ကဝိုင်းပွေချီကလဲပေါ်ကိုတင်လိုက်ကြပြီးတော့နွားကိုကျိန်တို့ကခက်မမှန်ထွက်ခွာသွားကြတယ်။မြန်သွားလို့ပြီးမဲ့လည်းမဖြစ်လူနာမသက်တာမှဆိုလို့လဲကိုခက်မမှန်သာသွားစီတယ်။ဈေးရုံကိုတော့လဲနဲ့သွားလို့မရလဲနဲ့ကကားကိတ်အထိသာသွားလို့ရတယ်။ကားကိတ်ရောက်မှကားစီစဉ်ကမော်လမြိုင်ဈေးရုံကြီးကိုပို့ဆောင်ရပါမယ်။အမလီအမေရွာထိပ်ကားကိတ်မှာဒေါ်မြစိန်ရဲ့သမီးငယ်မဆင်ခင်ကရောက်နေကအမေတရင်ကြားတဲ့အတွက်မအီကိုတွေ့တော့မျက်ရည်ဆက်လက်ဖြစ်နေတယ်ဟဲ့အမေလုံးမနေနဲ့ဘယ်မှလဲစီစဉ်ထားတဲ့ကောင်အေးတင်းစီးကိုပို့ရမယ်ကျောင်းစီကလည်းဟုတ်တရားပြစီကလည်းဟုတ်ဒေါ်မြစင်ရဲ့အကူလည်းဟုတ်တဲ့ဦးမြမောင်ကပြောလို့မဆင်ခင်မျက်ရည်ဆက်လက်နဲ့အမေကိုဝိုင်းပင့်နေဒေါ်မြစင်ထမအင်ကနေညီးတန်တစ်ချက်ထွက်ပေါ်လာတယ်ကဲသွားမယ်နောက်ကြရင်လူနာအတွက်မကောင်းဘူးလားဦးမြမောင်ကတတိပေးတဲ့အတွက်ကားပေါ်ကိုမဆင်ခင်နဲ့ချွေးမမအေးတမ်းမှတက်လိုက်လာကမော်လမြိုင်စီးရုံကိုမောင်းနေလာလိုက်တယ်။ဒေါ်မြစိန်ရဲ့ပါးစပ်ထဲမှာတစ်ချက်သွေးတွေပြုတ်အန်ထွက်လာတော့ဖြစ်ပုံကတီလိုအသက်60ရွယ်ဒေါ်မြစိန်ကရန်ကုန်မြို့မှာမြင်းငယ်နဲ့ချွေးမအလဲအပတ်လာခိုက်အုတ်ရှိပြုတ်တို့မစားဘူးတဲ့အတွက်ကျွေးကျင်စောကက်ကအုတ်ရှိရွက်နှုတ်တက်ခူးစင်မှာခြေကျော်ကြတာဖြစ်ပါတယ်။ဒေါ်မြစိန်ကိုယ်တိုင်ကလည်းစိတ်မြန်လက်မြန်သားရီရောက်လာကမှခူးဆွခိုင်းရင်လည်းရတာပဲ။ဒါပေမဲ့စောင့်နေအချိန်ကြာမှဆိုလို့ကိုယ်တိုင်ကိုကြတက်ခူးရမှအခုလိုခြေကျော်ကြရပါတယ်တော်သေးတာကအစင်းဖြစ်လို့ခဏနေအမြင့်မှပြုတ်ကြတာကြောင့်သာအသက်နဲ့ခန္ဓာမြဲနေရတာဖြစ်ပါတယ်ကားကဟိုင်းလက်ကားလေးဖြစ်တဲ့အတွက်တလင်းလင်းနဲ့အပြေးလေးသွားလေးရရှိတယ်ကားပေါ်မှာမဆင်ခင်ကတရီအီငိုနေတယ်ချွေးမဖြစ်သူမအေးတန်းကလည်းသူ့ကြောင့်ဖြစ်ရတာလို့တွေးကစိတ်မကောင်းဖြစ်ရရှာတယ်
တော်များစင်ကတော့ချွေးမနဲ့သမီးရဲ့ငိုတန်းတွေကိုကြားတစ်ချက်မကြားတစ်ချက်ဝေဒနာရဲ့နှိပ်စက်မှုကြောင့်တတိလက်လို့ဖြစ်လူမတက်ရှိပါတယ်။မုတ်တမနဲ့မော်လမြိုင်ကရခင်တော့လိုမျိုးကားတတန်လှိတတန်နဲ့သွားဖို့မလိုတော့တန်လွင်မြေကြီးချားနေတော့လေမုတ်တမမော်လမြိုင်တရားကြီးကိုတိဆောက်လိုက်ပြီးဖြစ်လို့ဟိုင်းလက်ကားကလေးနဲ့ရှုပ်ကနေဖြတ်တန်းကမော်လမြိုင်စီးရုံကိုရောက်ရှိသွားတော့တယ်။စီးရုံရောက်တော့တောသူမမိစိန်ခင်ဘာလို့ဘာကန်ရမှမသိမအေးတန်းကတော့ဆရာဝန်ရှာအခဲရှာနဲ့အားလုံးစီမံခန့်ခွဲကဒေါ်စိန်များအတွက်စိတ်ချရတဲ့အထိစောင့်ကြည့်ချရတယ်။အမေရဲ့ဘာမှမဖြစ်ပါနဲ့တော့ကျုပ်တရေချောက်လို့ပါမဆင်ခင်က operation ဝရရှိမှာအောင်ကူနေတဲ့အတွက်မအေးတန်းကတူတူကြည့်ပြီးတော့စူရသေးတယ်သူငိုတန်းကြောင့်ခလန်လက်မှနတ်စမတွေပြုံးသွားကြတယ်တော်ပါသေးရဲ့ဒေါ်စိန်များတယောက်ဖျားတကြားမှလို့နေယူမကျအဆုတ်မကွာပဲအကျောနာယုံစင်းနဲ့စင်းယုံမှာတပည့်ကြကြအနားယူုံလောက်တာအဲ့ဒီနေ့တညမှာတော့အထူးချက်မဲ့ကုသဆောင်မှာဒေါ်မြစိန်ကိုထားရတယ်။ရဆောင်တာဝန်ကစိန်ခင်အမရေရွာလူတယောက်လှုပ်ဖို့ကလည်းနောက်ကျနေပြီ။စောင့်မိသားစောက်ရမှာကြောက်တော့ကြောက်တာ။ဟေးစိန်ခင်ကလေဘာကြောက်စရာရှိလို့လဲ။စင်းယုံမှာလူတွေဆရာဝန်တွေမှအများကြီးရေနောက်ပြီးအခန်းထဲမှာတခြားလူနာဆောက်တွေရောရှိတာပဲ။ရောက်ကျူတီကြတဲ့နက်စမတွေလည်းဘေးကန်းတွေမှာရှိတယ်။ဘာမှမကြောက်နဲ့အမကစောက်ချင်မိမယ်။အိမ်မှာသမီးလေးကြံခဲ့တယ်လေ။ကဲအမပြန်တော့မယ်။ညနေဆောင်တော့မအေးတန်းဟိုင်းလက်ကားကြီးကရွာကိုပြန်သွားပါတယ်။မဆင်ခင်တယောက်သေးသာစီးရုံမှာလူနာဆောင်ဖြစ်နေအားငယ်ကြောက်လန့်လျက်ကြံရိတ်ခဲ့ရတယ်။စီးရုံဆောင်ရတဲ့ညမဆင်ခင်ရဲနာသုံးပါးကိုတော့မပြတ်ရွလျက်ရှိတယ်။အမေကနှာခေါင်းမှာပိုက်သွင်းထားရပြီးအကျော်စီလည်းသွင်းထားရတယ်။မဆင်ခင်အမေအတွက်လည်းစိုးရင်ပူပန်ရတယ်လို့မမြင်ရတဲ့ပုံကိုယ်တွေကိုလည်းကြောက်လန့်နေမိသေးတယ်။မဆင်ခင်ဘဲဘဲကလေးမှလူနာကိုလမ်းကြည့်လိုက်တော့အောက်ဆီဂျင်ပိုက်တက်ထားပြီးအကျော်စီလည်းသွင်းထားတယ်။လူနာကိုကြည့်ရတာဖြူဖြိုးဖြိုးဖြစ်လျက်ရှိပါတယ်။သူ့ထက်ဆိုင်အမေကမှတော်ပါသေးတယ်။အဲ့ဒီလိုအတွင်းကမဆင်ခင်စိတ်သက်သာရာရမိတယ်။မဆင်ခင်ကြောင်းမေသာကြောက်နေတော့လေအထူးချက်မဲ့ကုသဆောင်မှာကတင်6လုံးရှိပြီးကတင်4လုံးခန့်မှာလူနာတွေရှိပါတယ်။တချို့လူနာတွေမှာမိသားစုဝင်တွေကမဆင်ခင်ကဲ့သို့ပဲလူနာဆောင်ဖြစ်လာရောက်စောင့်နေကြတယ်။ည8 နာရီလောက်မှာဆရာဝန်တွေလာကြည့်ကသွေးပေါင်ချိန်အပူချိန်တိုင်းကြတယ်။မနေ့ကျရင်ရိုးရိုးအခန်းကိုပြောင်းရွှေ့ရတော့မှဖြစ်ကြောင်းပြောပြကြတယ်။မဆင်ခင်လည်းသူတို့ပြောပြတဲ့နိုင်ငံခြားနာမည်နဲ့ယောဂါတွေကိုနားမလည်တော့လေပြောင်းရွှေ့ရတော့မယ်တက်တာသွားပြီးဖြစ်တာကြောင့်ဝမ်းသာမိတယ်။ဆရာတွေကတောင်းဝင်ပြီးတာနဲ့အခန်းတွင်မှအတီးတီးထွက်ခွာသွားကြတယ်။အမကဇင်းချိုက်ကလားတစ်ဖက်ကလေးမှလူနာဆောက်ကမေးတဲ့အတွက်မဆင်ခင်ခေါင်းချိန်အပြေးပေးအေးညီမကရောပေးရွာလေကျမကမော်လမြိုင်ကပါပဲအမကိုမြင်ဖို့လို့အော်အမကရေတကုံနားမှာစောက်တော့ဆိုင်ဖွင့်ထားတာမဟုတ်လားကျမတို့ရေတကုံလာလေတော့အမတို့ဆိုင်မှာဝင်စားကြတယ်လေဒါကြောင့်မြင်ဘူးပါတယ်လို့အော်ညီမကရေတကုံကိုအလယ်လာဘူးလေလားဟာလာဘူးတာပေါ့အမရဲ့ဇင်းကြိုက်ရေတကုံကနာမည်ကြီးပဲဥစ္စာမော်လမြိုင်တက္ကသိုလ်ကကျောင်းသူတွေဆိုရင်မိုးရင်းဘက်ကျောင်းအားရင်အဲ့ဒီကိုပဲအလယ်သွားကြတာအရန်လှတာပဲနော်ဟုတ်တော့လေဟုတ်ပါတယ်ဇင်းကြိုက်ရေတကုံကြောက်သင်းမောရေတကုံကအမှန်ပဲရှုကင်းလှပတဲ့ရေတကုံကြီးဖြစ်တယ်လို့မိုးရင်းအခါမှာလဲအလိုစီကားလှတယ်မော်လမြိုင်တထုံလိုမွန်ပြည်နယ်မှာမြို့နယ်တွေတောင်မကရန်ကုန်ပသိမ်ကဲ့သို့မြို့ကြီးတွေမှာဧည့်သည်တွေတောင်လာရောက်လဲပတ်ကြတယ်ဒါပေမဲ့တချို့လိလာစိတ်လွန်ခဲ့တဲ့လူငယ်တွေကရေတကုံကြောက်သားတွေပေါ်ကုတ်ကက်တက်ကြရမှချီချိုကြမှုတွေလူသိမ်မှုတွေဖြစ်ပွားတတ်တဲ့အတွက်ရွာကန်တွေကရေတကုံအဲစိမ်းတွေလာရောက်လဲပတ်ရင်ရင်တမမှဖြစ်နေတတ်ကြရတယ်။အမနာမည်ကမဆင်ခင်မှာညီမနာမည်ကရောကျမနာမည်ကတသေးပါမှညီမလည်းလူနာဆောင်နေတာထင်ပါရဲ့အမျိုးပဲလားမဆင်ခင်ရဲ့ဆက်စုအမေကြောင့်မတ်တဲ့သွင်းကချိုချိုလွင်လွင်ကလေးရီမောလိုက်ရင်မပြောချင်ပါဘူးအမရဲ့ကျမတလောက်မှဒီအထူးကူစီကံကို3-4ကောင်လာဆောက်ပေးရတယ်။စီးပွားရေးပဲပြောပြောလူမှုရေးပဲပြောပြောဈေးရုံမှာနက်စမငားနိုင်တဲ့လူတွေကိုကျမဈေးနှုန်းနဲ့လာဆောက်ပေးတယ်။သူတို့ကလေစီရီနာရှိတဲ့လောက်ကျေးဇူးဆက်တယ်ပေါ့။ကျမဒီနားနေနေတာလေဈေးရုံကလူတော်တော်များများနဲ့လေတိနေပြီ။အော်ဟုတ်လားမဆင်ခင်ကခတ်တူတူရေယိုပြောဆိုရင်အိတ်ချင်နေပြီဖြစ်တဲ့မျက်လုံးနှလုံးကိုပုတ်တက်လိုက်မိတယ်။အမအိတ်ချင်နေပြီထင်တယ်။အိတ်ချင်အိတ်လေကျမအဖွားကိုကြည့်ပေးထားမယ်။ဒါနဲ့အဖွားကရောဘာဖြစ်တာလဲ။မဆင်ခင်အမှန်တိုင်းဖြေလိုက်ရင်ကောင်းမလားစဉ်းစားလိုက်တော့လည်းမဖြစ်ပါဘူး။သားသမီးတွေရှိလျက်သားနဲ့ဒီအသက်အရွယ်ကြီးအပင်ပေါ်ကပြုတ်ကြရတဲ့ကိစ္စမှာများစွာရှက်စရာကောင်းလာတယ်။အော်အိမ်ပေါ်တက်ကချီချော်ကြလို့လေ။ဟုတ်လား။ဖြစ်မဖြစ်ရလေ။ကဲအ
အမမေးချင်မေးလိုက်နော်ကျမကူကြည့်ပေးပါမယ်မက်တဲ့တွေကစီးပွားရေးသဘောမျိုးထက်ကူညီတတ်တဲ့စိတ်ထားပုံမရှိပုံရတယ်အခုလေမက်ဆင်ခင်စီမှာဘာကူမှမမျောကိုပဲအကူအညီပေးနေတာကြောင့်မက်ဆင်ခင်ရဲ့စိတ်ထဲကကြိတ်ပြီးတော့ချီးကျူးမိတယ်ဒီကောင်မလေးစိတ်ကောင်းအရှိတာအေးလေဒါဆိုလေအမခဏလေးလိုက်အောင်မယ်ညီမအိတ်ချင်ပြောတော့အမကိုနှိုးလက်မက်ဆင်ခင်ကပြောဆူဆူနဲ့လက်ပေးလွတ်နေတဲ့ကတင်မောင်တက်ထိုင်လိုက်တယ်တကယ်လုံးမှာလူနာရီ၄ဦးခန့်ရှိတဲ့အတွက်ကတင်နှလုံးသာလွတ်လျက်ရှိပါတယ်အဲ့ဒီကတင်လွတ်နှလုံးမှာမှဟိုဘက်ချမ်းမှာရှိတဲ့ကတင်တစ်လုံးပေါ်မှာလူနာဆောက်တုံးလှဲအိတ်နေပါတယ်မက်ဆင်ခင်လည်းအားချမခဲကြံကတင်အလွတ်ပေါ်တက်လဲဖို့ပြင်လိုက်စင်ပါပဲဟုတ်အမလူနာဘေးကထိုင်ကုန်မှာပဲလှဲပါလားဘာဖြစ်လို့လဲလူနာဆောက်တွေကတင်ပေါ်တက်အိတ်လို့မရဘူးလားဟိုဘက်မှာလည်းတယောက်အိတ်နေတယ်လေမက်တဲ့တွေကကမန်းကရန်တားမြစ်တယ်လို့ပြောဆိုလိုက်တဲ့အတွက်မက်ဆင်ခင်တအံ့တော်မေးလိုက်မိတယ်ကတင်မှာလူနာမရှိတာတော့သိကြပါတယ်အိမ်ရခင်းကလည်းတက်တက်ရှင်းရှင်းရဲ့ဘယ်လိုအကြောင်းကြောင့်မအိတ်စီခြင်းရပါလိမ့်မက်တဲ့တွေကကတင်ကိုတလဲမက်ဆင်ခင်ကိုတလဲကြည့်ရင်မဟုတ်ပါဘူးဟိုဒီမက်တဲ့တွေကတစုံတစ်ခုကိုပြောရင်ကောင်းမလားမပြောရင်ကောင်းမလားချိန်ဆနေပုံရတယ်နှုတ်ကတရွရွဖြစ်နေပေမဲ့စကားတန်ကထွက်မလာသည်နောက်ဆုံးစိတ်ကိုတုံတုံချလိုက်ပြီးဘာမှမဟုတ်တော့ပါဘူးအမရဲ့အိတ်မက်ဆင်ခင်နဲ့မက်တဲ့တွေမတားမြေတော့တာနဲ့ကြောချင်းဆန်ကလဲချလိုက်ရင်ဖျားရှိခိုးခြင်းမြစ်တာပို့ခြင်းမပြုတော့ဘဲတကြိုးတဲ့အိပ်ပျော်သွားတော့တယ်ဟဲ့ထစင်းဒါငါအိပ်ရမက်ဆင်ခင်ပြူတူပြက်တဲ့နဲ့လန့်နိုးလာတယ်နဘေးကိုမောကြည့်လိုက်တော့မိမဝဝကြီးတယောက်သူမကမက်ဆင်ခင်ကိုခက်စိမ့်စိမ့်ကြီးကြည့်လို့နေတယ်တစ်ဆက်တည်းမှာပဲသူ့ကိုဆွဲခါလှုပ်ရရင်ကတင်မောကအတင်းစိမ့်ခိုင်းနေတယ်ရှင်ဒါအတော့အိပ်ရလားကျမလူနာမရှိဘူးထင်လို့တက်အိပ်နေတာမဆင်ခင်အားထုတ်အားနာနဲ့တောင်းပန်ရင်စောစောကဒီကရင်မှာလူနာမရှိတာသိကြပါတယ်လို့တွေးတောနေမိတယ်အောင်မဘာလို့မရှိရမှာလဲငါဒီအိပ်ရမှာနေနေတာစီးရုံတစ်ခုလုံးသိတယ်နင်သာသူများအိပ်ရပေါ်မမေးမဆက်နဲ့တက်အိပ်ရုံကဲမဆင်ခင်တစုံတရာတောင်းပန်လို့မရလိုက်ခင်မှာပဲအဲ့ဒီမိမဝဝကြီးကမဆင်ခင်ကိုကတင်မော်မှတွန်းချလိုက်တော့တယ်အမလီတော့မဆင်ခင်အမှန်တကယ်ပဲကတင်မော်မှတပတ်လေပြုတ်ကျသွားတယ်ဟေးအမဘယ်နဲ့ဖြစ်တာလဲမက်တဲ့တွေကမဆင်ခင်နာကိုပြေးသွားကဆွဲထူတယ်နဘေးကရင်မှာလူနာဆောက်တွေလည်းအနားကိုရောက်လာကြတယ်မဆင်ခင်နာသွားတဲ့တင်ပါနဲ့ကြောအသာပွင့်ရင်စောစောကသူမကိုတွန်းချလိုက်တဲ့မိမကြီးကိုရှောက်ဖွေကြည့်မိတယ်အဲ့တော့ဟိုမိမဝဝကြီးရောဒီကရင်ပိုက်ရှိဆိုတာလေသူအမကိုကရင်မောကတွန်းချတာမဆင်ခင်ကကတုံကရင်နဲ့ပြောလိုက်တော့နဘေးကလူနာဆောက်အမျိုးသမီးငယ်ကမဆင်ခင်ကိုနားမလည်ဟန်နေကြည့်ရင်အမကလေဘဲကမိမကြီးလဲကျမလည်းမအိပ်သေးပါဘူးဘယ်မိမမလာဘူးအမဘာသာလိတ်ကြတာပါမဆင်ခင်ကအထုံးတက်ဖို့ကြိုးစားလိုက်တော့လေဘာပြောလို့ပြောရမှန်းမသိမိမိဘာသာအိမ်မက်မက်ကရောင်ရမ်းခြင်းပဲလားဒါပေမဲ့အိမ်မက်မက်လို့ရောင်ရမ်းလိတ်ကြတာမျိုးမဟုတ်မဲမဆင်ခင်အလိုလိုသိနေပါတယ်ဒါဆိုအဲ့ဒီမိမကြီးကဘယ်ပြောက်နေပါလိမ့်မဆင်ခင်အားလုံးကိုတောင်းပန်စကားပြောဆိုလိုက်ပြီးတော့အဲ့ဒီကလေးမှမအိမ်ဝန်းတော့လို့အမေအိမ်ရပြီးထိုင်ကုန်လေးမှသာထိုင်ခတ်ရင်းနဲ့မိုးလင်းသွားတော့တယ်အမဟိုမှာဆရာဝန်လေးတွေလာနေပြီထတော့မက်တဲ့တွေလှမ်းနိုးလိုက်တဲ့အတွက်မဆင်ခင်ငိုင်းနေရမှနိုးလာတယ်မျက်လုံးကိုပုတ်တက်လိုက်ရင်နိုင်ရီကိုကြည့်လိုက်တယ်မနေ့9 နာရီတော့ခွဲနေပြီပဲဆရာဝန်လေးတွေကထုံးစံအတိုင်းလှုပ်ရိုးလှုပ်စင်ကိုလှုပ်ပြီးတက်တာချောင်းအားပေးစကားပြောကြပါတယ်အမေမျက်နှာကလည်းညအထက်တိတိတတ်တာလန်းဆန်းလေးရဲ့ရှိပါတယ်အမကြီးကျမနဲ့နေ့ကျူတီလာချင်းမဲ့လူနာရဲ့မိသားစုက6 နာရီဆိုလာကြတော့မှာသူတို့တော်ကြာနေရောက်လာကြတော့မယ်ထင်တယ်ဟုတ်လားအမလည်းညီမကိုကျေးဇူးတင်ပါတယ်ကွယ်မနေ့ဆောင်အမနဲ့တခုခုစားသွားပါလားရပါတယ်မကြီးဒါနဲ့ကျမမသွားခင်အမကိုတခုပြောသွားခြင်းလို့ညကလေးကပြောချင်နေတာအမကြောက်မှဆိုလို့မက်တဲ့သွေးရဲ့စကားကြောင့်မဆင်ခင်ရင်တလက်လက်ခုန်သွားတယ်ညကတင်နဲ့ပတ်သက်လေးမလားလို့စိတ်ထဲကတွေးဆကြည့်နေမိတယ်ပြောညမပြောညမဟိုလေညအမအိတ်သွားတယ်ဟိုကတင်ကတရေ6တဲမိုက်ဒီကတင်မှာအကြောင်းသိတွေဆိုဘယ်တော့မှသွားမအိတ်ကြအောင်သွားအိတ်တဲ့လူဆိုရင်လေညအမကြုံခဲ့ရတယ်လို့ကတင်မောကတွန်းချခံထိတာကြီးပဲဒါကြောင့်ကျမအမကိုသွားမအိတ်ဖို့တားတာပုပ်ပွင့်လေးပြောပြရင်လေမယုံတဲ့သူဆိုကျမကိုအထင်လွဲမှာဆိုလို့အကြောင်းစုံမပြောပြခဲ့တာပါအမအတော်လန့်သွားမှာပဲနော်မက်တဲ့သွေးရဲ့အပြောကြောင့်
မဆင်ခင်ညအိမ်မက်တလုံးလိုအဖြစ်ပြက်ကိုပြန်လည်မြင်အောင်ကြည့်မိတယ်ဒါငါကတဲ့ဆိုပြီးတွန်းချလိုက်တဲ့မိမဝဝကြီးဒါဆိုငါတရေ6ခန့်ထိတာပေါ့ဟိုဒါဆိုအဲ့ဒီမိမဝဝကြီးကတရေပေါ့ဟုတ်လားကျမကတော့တခါမှသွားမအိပ်ဘူးလို့မသိပေမဲ့အချောက်ခင်ရတဲ့လူတွေပြောပြတာတော့မိမဝဝကြီးတယောက်ကတွန်းချတာတဲ့အဲ့ဒီမိမကြီးကိုကျမတော်မှလာဆောက်ပေးလိုက်ရသေးတယ်သွေးတိုးယောဂနဲ့စင်းယုံလာတဲ့မတိတ်တာတွေခိုးစားပြီးအဲ့ဒီကရင်ပေါ်မှာပဲဆုံးသွားရှာတာတေကန်နီမတွေ့တာတဲ့နောင်တွေ့တာမိသွားတဲ့ထင်မရဲ့အမရဲ့ဟိုမှာလူနာရှင်လာပြီကျမသွားတော့မယ်နော်မက်သွဲနှုတ်ဆက်တောင်မက်ဆင်ခင်ကအပြုံးနဲ့တုံ့ပြန်ရင်အတွေးနဲ့ချက်နေမိတယ်အော်တကယ်တော့မတွေ့တာတဲ့နောင်တွေ့တာနေတဲ့ဒီမိမကြီးဟာအတော်တနာစရာကောင်းပါလားဒါထက်ဘာမဟုတ်တဲ့ကိုထက်နေကြတဲ့ပရာလောကသားတွေကိုကြောက်လက်နေမိတဲ့ငါပူတော်တနာစရာကောင်းနေပါလားလို့စင်ကြင်မိလို့မက်ဆင်ခင်ရှက်ညွတ်လာမိတယ်အဲဒီနောက်တရားအသည့်တစ်ခုကိုနှလုံးသွင်းမိတာကြောင့်မက်ဆင်ခင်ရဲ့ရှင်ထဲမှာပီတိရင်ရင်လေးတစ်ခုစီးဆင်းသွားတယ်လို့ခံစားလိုက်ရတယ်မက်ဆင်ခင်အရှင်းရက်ကိုမှန်းဆကကြိုက်ထီးဟိုးစီရောမြက်ကြီးကိုရည်စူးပြီးတော့လက်အုပ်ချီမိုးရှစ်ခိုးပူဇော်လိုက်တယ်တရဏဂုံလေးကိုရွတ်ဆိုပွားများလိုက်တယ်ငါးပါးသီလကိုခံယူစောင့်တည်ပြီးမကျမ်းမာတဲ့မိခင်ကြီးကိုရှိမှန်းကမြစ်တာပို့တာပါတယ်32ပုံကျင်လေကုန်သောတတဝအပေါင်းကိုမြစ်တာပို့တာတယ်ဒီနောက်အဲ့ဒီအခန်းတွင်ကတင်တစ်လုံးကိုတွေ့တာလျက်မကျွတ်လို့သေးတဲ့အဲ့ဒီမိမကြီးအပါဝင်အလုံးစုံသောတတဝအပေါင်းကိုအမြောက်ပေးဝေလိုက်တဲ့နောက်အခန်းတွင်မှတစုံတဦးထွက်ခွာသွားတဲ့အတိုင်းလေးနူအေးတွေတိုက်ခတ်သွားတာကိုအခန်းတွင်ရှိလူနာဆောင်အားလုံးခံစားမိလိုက်ရပါတော့တယ်ဟုတ်ကဲ့ပါအခုနားဆင်ကြရတဲ့ဇလံလေးကတော့စာရေးသူခါဦးနှုံးကိုရေးသားထားတဲ့လူနာဆောင်ဆိုတဲ့ဇလံလေးပဲဖြစ်ပါတယ်နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်